ဘုရားသခင်ကကျွန်တော်တို့ဝင်ထုတ်ဝင်ပိုးတွေကိုပေါ့စေခြင်းနဲ့ဘုရားဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်တို့ပေါ်မှာတင်နေတဲ့တဘိုးတွေကျွန်တော်တို့ပေါ်မှာတင်နေတဲ့ကံကြွေဝတ်ကြွေးတွေကိုချိုးဖဲ့ပေးတော်ဘုရားဖြစ်ပါတယ်ယေရှုခရစ်တော်အပြင်ချိုးဖဲ့ခဲ့ပြီးပြီဖြစ်ပါတယ်ဒါပေမဲ့တချို့သောသူတွေကဝါဒအမျိုးမျိုးနဲ့ကျွန်တော်တို့အသက်တာထဲကိုဝင်လာတတ်တယ်ဒီချိန်မှာကျွန်တော်တို့အနေနဲ့နားလေရမှာကဘုရားသခင်ဟာကျွန်တော်တို့တဘိုးတွေအားလုံးကိုချိုးဖဲ့ခဲ့ပြီးပြီဖြစ်ပါတယ်ယေရှုခရစ်တော်အပြင်ကျွန်တော်တို့တဘိုးတွေအားလုံးကျွန်တော်တို့ဘက်မှာတင်တဲ့အရာတွေအားလုံးကိုချိုးဖဲ့ပြီးပြီဆိုတာမိတ်ဆွေအနေနဲ့ဝန်ခံနိုင်ဖို့ရန်အတွက်ဘုရားသခင်ကောင်းချီးပေးပါစေတမန်တော်ဝတ္ထုအခန်းကြီး15မှာဖာရိရှဲတွေဟာကယ်တင်ခြင်းတကယ်ရတဲ့လူဟာအယေဖြာလိခြင်းကိုခံရမယ်မောရှေရဲ့ပညတ္တိကျမ်းတွေကိုလိုက်လျှောက်ရမယ်ဆိုပြီးတော့ယူဒလူတွေဖာရိရှဲတွေကပြောတဲ့အခါမှာပေတရုကဘာပြောလဲဆိုတော့တမန်တော်ဝတ္ထုအခန်းကြီး15အပိုင်ငယ်30မှာတို့ပြည့်လင်ငါတို့နှင့်ငါတို့ဘိုးဘီများမထမ်းနိုင်သောဝင်ပိုးကိုတပည့်တော်တို့ဤလေပင်ပေါ်၌တင်းစီခြင်းကအဘဲ့ကြောင့်ဘုရားသခင်ကိုစုံစမ်းကြသည်ဆိုပြီးပေတရုကပြန်လဲပြီးတော့တုံ့ပြန်ပါတယ်ငါတို့လည်းမထမ်းနိုင်ဘူးဘိုးဘီတွေလည်းမထမ်းနိုင်ခဲ့လို့လမ်းမှာပျက်စီးခဲ့ပြီးပြီ။အော်ပညတိကျမ်း10ပါးပေးတယ်မလိုက်ရှောက်နိုင်လို့အများကြီးသေခဲ့ပြီးပြီ။ပညတိတရားကြောင့်ပညတိကျမ်းတွေကြောင့်မှန်တယ်ဆိုတဲ့တရားတွေကိုမလုံနိုင်လို့လူတွေငရဲကိုအများကြီးတွားခဲ့ပြီးပြီဆုံးရှုံးခဲ့ပြီးပြီ။ငါတို့လည်းမထမ်းနိုင်ဘူးဘိုးဘီတွေကလည်းမထမ်းနိုင်ခဲ့ဘူးအဲ့ဒါကိုဘာလို့ငါတို့ပုံမှာပြန်ပြီးတင်ချင်တာလဲငါတို့ပေါ်မှာတင်တဲ့တဘိုးတွေအားလုံးငါတို့မလုံနိုင်လို့လူဖြစ်တဲ့အတွက်ငါတို့ဒုစရိုက်ကိုမရှောင်နိုင်လို့လူဖြစ်တဲ့အတွက်ငါတို့ဟာမကောင်းနိုင်လို့ယေရှုခရစ်တော်ဘုရားကတဘိုးကိုရှိသမျှကိုလက်ဝါးကားတိုင်းပေါ်မှာချိုးဖဲ့ခဲ့ပြီးပြီလို့ပေတရုကပြောတယ်အပိုင်ငယ်7မှာပို့ပြီးတော့တွေ့ရတယ်သခင်ယေရှု၏ဂျေဇုတော်အားဖြင့်သာထိုသူတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်သည်နည်းသို့ငါတို့သည်လည်းရောက်ရမည်ကိုငါတို့သည်ယုံကြည်ကြ၏ဟုပေတရုဆို၏ယေရှုခရစ်တော်ဘုရားရဲ့ဂျေဇုတော်အားဖြင့်သာကျွန်တော်တို့ဟာကယ်တင်ခြင်းကိုရတာဖြစ်ပါတယ်ဟာလေလုယာယေရှုခရစ်တော်ဘုရားကျွန်တော်တို့အတွက်ကျွန်တော်တို့နဲ့အတူလက်ဝါးကားတိုင်းမှာအသေးခံပြီးတော့3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခြင်းအပြင်ကျွန်တော်တို့ပေါ်မှာတင်တဲ့တဘိုးတွေကံကြွေဝတ်ကြွေးတွေကျွန်တော်တို့ရဲ့ပီဇာအပြစ်တွေအပြစ်ရှိသမျှအားလုံးကိုယေရှုဘုရားကဆေးခဲ့ပြီးပြီဖြစ်ပါတယ်ဖြည့်ခဲ့ပြီးပြီဖြစ်ပဲချိုးဖဲ့ခဲ့ပြီးပြီဖြစ်ပါတယ်ဒါဟာယေရှုခရစ်တော်ဘုရားအပြင်ကျွန်တော်တို့ဟာကယ်တင်ခြင်းကိုရတာဖြစ်ပါတယ်ကယ်တင်ခြင်းကယေရှုခရစ်တော်အပြင်ဖြစ်ပါတယ်မိတ်ဆွေဒါကြောင့်မလို့နော်မှားယွင်းသောဩဝါဒတွေကိုမခံယူဖို့ရန်အတွက်လိုအပ်